저는 나도 칠레봉 무속이마 이번에 비벼 보면 군이 배려주래요. 세모안에 가로비 비어 제주도에서 나를 배워지 말해. 하나는 어떻게 하기만 하나도 머리 딱 거기 비봐. 이번에 비벼 보면 저는 마당에 마당사 하다 보여줘마 다오시 비벼면에 오늘냐로 제주 두 배를 시발해. 그들이 저런 군이 배려를 이번에 비벼 나봐. 비어 이 두나 이 스테리오 이거 또 배자래. 그지 아는데 다오시 비벼면 아너 두 배 제주 대시 말해. 저로 보여요. 얘네 힙합 보여요. 거기도အောင်시즌 배리를 보고 엔터테인먼트 고보산도 우치도 얘는 제대로 말해. 비어 저로 하이백 저너의 배 유레니안 비어 저로 디자이너 맥북 LED요တောင်းယူပေးတဲ့ဦးရဲနဲ့ကျွန်တော်တို့ကိုဝနာကျော်တို့ဖွဲ့ရတဲ့လူပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့တပွဲလုံးပင်မမနဲ့ဖွင့်ပေးနေတဲ့ DJ တော်တော်လက်ကောက်လေးဒီပေးပါဦးပေါ်လိုက်တဲ့ထုံးပေးပါဦး DJ တော်တော်မိုက်ကလန်ကလေးပဲကျွန်တော်တို့တပွဲလုံးရဲ့ဓာတ်ပုံစီကိုတာဝန်ယူပေးတဲ့ဓာတ်ပုံကိုလေးနဲ့ကျွန်တော်တကယ်ကြီးသားငယ်ကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ MDG Limited Gross Coffee မျိုးကိုလည်းဒူပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ဒီဘက်ကနေကျွန်တော်တို့ဒီပွဲကြီးကိုပြီးသွားတာနဲ့နောက်3ရက်မှာ Sky နဲ့တက်ထားတဲ့အိမ်တိုင်းပြန်တွေ့မယ်လို့ပြောချင်ပါတယ်အဲ့တော့ Sky နဲ့ရုပ်သံကိုလည်းဒူပဲကျေးဇူးတင်ရှိပါလို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ Uranium အတွက်ကူညီပေးတဲ့ Jordan တို့ company လည်းကျေးဇူးထူးပဲတင်ရှိပါတယ်အတန်တွေကိုအကောင်းဆုံးဖြစ်အောင် record လုပ်ပေးတဲ့ကိုမြင့်စောကိုငွေစာနော်ဆရာတွေအားလုံးလည်းဒူပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ကျွန်တော်ရဲ့တကယ်ချင်းလေးဒီဆိုပေးသွားတဲ့ကောင်းသမားတွေအားလုံးဒူပဲကျေးဇူးတင်ရှိပါတယ်နောက်ဆုံးကျေးဇူးတင်ရှိတာတော့ဒီပရိသတ်ကြီးပါပဲအဲ့တော့ဒီလိုပေါ့ဗျာ2011 Yago oh let's gonna be hey the show yeah စရိုက်တွေတော့ဖို့ဒီတစ်ချင်းဖြစ်လာဖို့ကိုကောင်းနေပဲစအားတွေလက်ထုတ်လူတွေကိုမြောက်တက်ဖို့ချိန်ညာပြီး hip hop mountain တက်ကတိန်ကဟောင်းသွားတော့ kick ကပြောင်းပြီး hey baby ဘာလို့မလဲမင်းရဲ့စိတ်တွေကိုခဏအတွန်းမယ်ဆိုရင်လာသချင်းနဲ့ညင်လို့ဟမ်မြဲတဲ့လမ်းတော့ဘောက microphone နဲ့ auto sound မဲ့ rapper တွေက light so on မဲ့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတယ် rapper ဝါခုတော့ပြောင်းလဲလာပြီးစပြီးပြောင်းလဲမှာပဲမကောင်းတဲ့သူတွေကတော့မြဲတယ်မြောင်းနေမှာပဲတချို့တွေရဲ့စာသားတွေကကောင်းစေပါပဲရှေ့ကိုစက်တုံးမှန်းနဲ့ထင်ရင်နောက်မလဲပါနဲ့ရောက်တော့တဲ့စင်တွေကခုတော့မြောင်းတက်လာခဲ့ပူထားတဲ့ပုံစံတွေလည်းမြောင်းတက်လာမယ် hey oh oh see that day now ကြွားလို့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတယ် rapper ဝါ oh oh မီအောင်ဆုံးများချောက်ပါလို့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတယ် rapper ဝါမြူချလို့ hate တဲ့ကရှိတ်လို့စိတ်ညစ်စမတွေ့အရင်ကအတိတ်ကိုမူကြီးရန်ကသူကိုမြင်ကစိတ်တို့ကောင်းတဲ့လို့ရကောင်းတဲ့ဖြစ်မဲ့ငါရဲ့နမိတ်တို့အချမ်းနဲ့ထက်မှငါခွဲပြီးကလို့ကောင်းမလေးကလာခေါ်မ heavy brother အခုကြီးချိုးကပဲကြီးပြလို့ပြီးတော့မှနောက်တော့အောင်မနေလီဖတာတို့မလေးတဲ့ငါကလမ်းပြီးthe choke တွေကပြတော့အဖြစ်ချဲသည်thatကရှုံနေတဲ့ man handy ရော့ချရင်ငုံထား lollipop candy ဖြုံပြတဲ့ပြီးတဲ့လေးနေတာပဲလုံးနဲ့ပြီးတဲ့ချင်းတွေကလည်း so sexy တဲ့ချင်းတွေကဆွဲ ll that hey oh oh see that day မြောက်ကြွားလို့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတာ rapper ဝါ oh oh မီအောင်လို့များချောက်ပါလို့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတာ rapper ဝါ oh 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 yeah လမ်းမချတဲ့သုံးကမိုင်း see the day မြောက်ကလိုက်အုံနောက်တွေလည်းမူကမိုင်းမြောက်တဲ့ရင်ခု alright hey တဲ့ဒီမကန်နိုင်ဘူးစောင့်နေရတာကြားတယ် hip hop ပြီးတဲ့နားတော့ရတာမာတယ်ဟိုတုန်းကလို့အဟောင်းကြီးတော့မလာတဲ့လက်ဆောင်ဆွဲမရော့ဆွဲကြဆုံးငါနဲ့ပြီးရင်တော့ပဲတက်ဆုံချမယ်ဝါတခွေညစ်နေတာတဲ့ဘေးဒီကိုလာကဘေးအလန်းစားတွေကြိုက်အလန်းစားတွေငါရေးမင်းတို့ရှေ့ကိုရောက်အလန်းစားတွေငါ hey oh oh စီချက်တဲ့မြောက်ကြွားလို့ဒီလို hey ဒီလိုဟာကြိုက်တယ်လို့သာပြောကြတာ rapper ဝါ oh oh မီအောင်ဆုံးများ
ရာနဲ့ငါတို့ဝအိုးအိုးမိအောင်ဆုံးများတောက်ပါလို့ဒီလိုဟေးဒီလိုဟာကြိုက်တယ်လို့သာပြောကြဒါ rap ဝါငါတို့ဘဝကျေးဇူးတင်ပါတယ်ယူရီနီအတွက်လက်ကောက်တယ်လေးချားကြပါတယ်အိဆက်ပေးကြပါလဲတပွဲလုံးသူတို့တွေအကောင်းဆုံးတိခတ်သွားတဲ့ high bat ပဲဖြစ်ပါတယ်လက်ကောက်တယ်လေးတီးပေးပါဦးသူတို့အတွက် thank you ပါမိဂီတာမျိုးကျော်ဖြစ်ပါတယ်လက်ခုပ်လေးတီးပေးပါဦးကိုတော့ပြီးပြီဆိုရင်တော့ drama ကိုဘူးဒီဖြစ်ပါတယ်ဘူးဒီတော့ခေါ်ပါလက်ခုပ်လေးတီးပေးပါဦးတခွေလို့ come onလုံးကခေါ်လို့ရပါတယ်နည်းနည်းလောက်စီးချက်လေးနဲ့ဟေးစပီတော့ပိတ်ဆက်ပေးနေတော့ပကားရှင်ကျွန်တော်နဲ့နာမည်တူပါတယ်ရဲလေးလို့ခေါ်ပါတယ်ပကားရှင်ရဲလေး bassကိုဟင်နရီဖြစ်ပါတယ်ကိုဟင်နရီရှေ့နဲ့ထွက်ပေးပါ keyboard player ကြော်ထိုးလို့ခေါ်ပါတယ် keyboard player ပါကျွန်တော်ရဲ့ harmony လေးယောက်ကိုတော့ကျွန်တော်အေးလေးပဲမိတ်ဆက်ပေးလိုက်မယ်ဒီဘက်ဟိုးဝတ်တော်ဆောင်ကကောင်မလေးကိုနင်းပွင့်လို့ခေါ်ပါတယ်ဒီဘက်တော့ကောင်မလေးကိုမမန်လို့ခေါ်ပါတယ်ဒီဘက်တော့ကောင်လေးကတော့ကိုကီးလို့ခေါ်ပါတယ်ကိုကီးဘေးမှာရှိနေတာကိုဖြိုးလို့ခေါ်ပါတယ်လက်ခုပ်လေးတွေပါ harmony အတွက် thank you ဆက်လက်ပြီးတော့မိတ်ဆက်ပေးရမယ့်လူတွေအများကြီးရှိပါတယ်
အဲ့ဒါကတော့ uranium ဖြစ်ပါတယ်စင်ပြင်းပေါ်ကြွပေးပါလက်ကုပ်လေးနဲ့ကြိုးဆိုပေးပါပထမဆုံးမိတ်ဆက်ပေးခြင်းနဲ့ကောင်မလေးတယောက်ရှိပါတယ် uranium သမ္မောဝိုင်းလို့ခေါ်ပါတယ်လက်ကုပ်လေးအေးပါရကွာThank you တက်ပြီးတော့ယောက်ျားလေးတယောက်နဲ့မိတ်ဆက်ပေးကြပါတယ်ကျွန်တော်ရဲ့ performer နဲ့ uranium တွေကတယောက်လေးထက်တော့ခေါ်ပါတယ်လေးထက် your turn ဆက်လက်ပြီးတော့ကောင်မလေးတယောက်နဲ့မိတ်ဆက်ပေးကြပါတယ် uranium ရောက်ရှိလာတဲ့ member အစ်စ်ကလေးပါတိုင်းရင်သူလေးအနူးလို့ခေါ်ပါတယ်အနူးဒီကမိတ်ဆက်ပေးမှာတော့အဆိုတော်တယောက်ရဲ့နာမည်နဲ့တူတယ်ဒါပေမဲ့ तू က uranium အဆိုတော် JB uranium JB လို့ခေါ်ပါတယ်သူ့နာမည်ကို JBကိုဖြစ်ဆက်လက်ပြီးတော့ uranium ရဲ့ member ဟောင်းတယောက်ဖြစ်တဲ့ကောင်မလေးတယောက်ပါပဲတတာလို့ခေါ်ပါတယ်ရှင်းထွက်လိုက်ပါအမေဆက်လက်ပြီးလဲချလာတာယောက်ျားလေးတယောက်ဖြစ်ပါတယ်မကြခင်ချိန်ကမှဝိတ်ချလာတဲ့ကျွန်တော်ရဲ့ကိုကြီးနေမင်းသူဖြစ်ပါတယ် uranium member hall နေမင်းသူပြီးသွားတဲ့အချိန်မှာထပ်ပြီးတော့မိတ်ဆက်ပေးနေတာကတော့ uranium မကြမရရောက်သွားတဲ့ share လေးလို့ခေါ်ပါတယ် share လေးလက်ကောက်လေးဒီပေးပါဦးအစ်စ်ကလေးတွေဂျိုကိုကိုuranium ကဆရာမကြီးတယောက်နဲ့မိတ်ဆက်ပေးကြပါမယ်အရန်တန်းတယ်အရန်မိုက်တယ်သူ့နာမည်ခိုင်လေးလို့ခေါ်ပါတယ်ဟေးခိုင်လေးတော့မိုက်တယ်ခိုင်လေးပြီးတဲ့အချိန်မှာဒီရက်မိုက်တဲ့လူတယောက်လာပါအောင်မယ်သူ့နာမည်တော့ကျွန်တော်တို့ကစစ်စနိုးနဲ့တိုးတိုးလို့ခေါ်ပါတယ်ဆရာတိုးတိုးလဲလိုက်ပါအောင်နည်းနည်းလောက်နေရာမှာမဖြစ်တဲ့အပီးမလွယ်တယောက်ရှိပါတယ်အရေးကြီးဆုံးပုဂ္ဂိုလ်တယောက်ခေါင်းဆောင်ဇေယျဖြစ်ပါတယ်ဒီလူတွေအားလုံး uranium တော့ခေါ်ပါတယ်လက်ခုပ်တယ်လေတကွေးတော့ကြားကြပါတယ်ကဲ performer တွေပါဂျုံလေးမိမအိမ်မှာနော်အားလုံးမြူကြတယ်တဲ့ချိန်နဲ့အားလုံးကကြတယ်တဲ့ရောက်တိုင်းနေဟောင်းနိုင်ပါဘူးရှင်ကတဲ့ကိုပေါ်ပြီးတဲ့လို့ယူခဲ့ဒီမတရားတွေတိတ်ပြတ်တန်းရင်မဆောင်တော့တဲ့ဒီအကျိုးဆုံးလိုက်ပြီးတစ်ချိန်တည်းကမောငါတို့ bread I'm a man တော့ဖြစ်စံတွေတာကြရှိရဲ့ပုံရိပ်တွေစင်မြဲပါသူရှိအောင်ပါ
အားလုံးမြူကြအားလုံးတက်ကလေးတွေလေးအားလုံးကကြတဲ့တရားတိုင်းလေးစစတိုင်းအောင်နိုင်ပါဘူးရှင်ကတဲ့ကိုကိုပြီးတဲ့လို့သူနဲ့ချင်းတွေနဲ့ဒီလိုဆိုခဲ့ဘန်းနဲ့များစွာတဲ့သူပြောမြဲနေတဲ့ဗလာလမ်းမရှာတွေ့ကပြောကနေရင်နဲ့တွန်းဆွေတကယ်ချင်းအားလုံးစေဖို့ကြောက်လာခဲ့ပါလူရဲ့နေနေခံနေတော့နေပြန်နေချင်းခံစားလိုက်ချိန်ဝဲပေါ်ပြီးရောက်ချင်တယ်အားလုံးဆောင်မျောခဲ့တဲ့တင်ကြရက်မြဲကိုပဲမေ့ချင်တဲ့မေ့ချင်တဲ့မေ့ချင်တဲ့ချက်ပြောရလားလွမ်းတွေဆွေးနေမရှိပဲချက်မပြောချင်လားနေတွေနေတွေကြော်ပြတ်ခဲ့မောပဲရင်ပေါ်စောင်းလိုက်တဲ့ဟဲ့အားလုံးမြူကြတဲ့ချက်ချင်းနဲ့အားလုံးကကြတဲ့ချက်ရောက်တိုင်းလေးစစတိုင်းမဟောင်းနိုင်ပါဘူးမရှိကလည်းကိုပေါ်ပြီးတဲ့လို့သူနဲ့ချင်းတွေနဲ့ဒီလိုဆိုခဲ့မနဲ့များစွာနဲ့လူပြောမြဲနေတဲ့မတော်လမ်းမရှာတွေ့ကပြောကနေရင်နဲ့တွန်းစေပြန်တွေ့တိုင်းငါလွမ်းစေနေ့တွေပြောင်းလဲပြန်တွေ့တိုင်းအပေါ်လွယ်တက်လိုက်ပါဦးပြန်တွေ့တိုင်းငါလွမ်းစေတစ်ချိန်သာရှိတယ်ငါတို့ရဲ့တန်အားလုံးမြူကြတဲ့တစ်ချိန်ချိန်တိုင်းအားလုံးကကြတဲ့နေ့စဉ်နဲ့တိုင်းဟောင်းနိုင်ပါဘူးအရှိကတဲ့ကိုပုံပြီးတဲ့လို့သူနဲ့ချင်းတွေနဲ့ဒီလိုဆိုခဲ့မနဲ့များစွာတဲ့လူပြောမြဲနေတဲ့ဗလာလမ်းမရှာတွေ့ကပြောကနေနေဘာတွေအားလုံးနှုတ်ဆက်ပါလေရဲလေ2011 show နောက်နေ့များပါနဲ့ဒီလိုကျင်းပနိုင်အောင်ပရိသတ်ရဲ့လက်ကုပ်တန်တွေကအရေးကြီးဆုံးပါပဲ Thank you everybody Thank you ပြောလာခဲ့ပါHello Bye 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 I love you အားလုံးပြန်ဆောင်မယ်နော် I love you တွေ့ကမျောကနေရင်နဲ့သွားဆွေI love you Thank you ဟိုစေအားလုံးတတိကျနားပြည့်နေမှာပြန်ဆောင်ကြရအောင်ပြိတ္တကြီးရေကဲလေ congratulation ပါ ဟုတ်ကဲ့ပါဗျာကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါကိုကျွန်တော်တို့ပွဲစားတော့ကလည်းအကိုရဲ့ရင်ခုန်တန်တွေကိုမေးခဲ့တယ်တကယ်တော့အခုဒီမှာကျွန်တော်တို့တွေတွေ့လိုက်တဲ့အချိန်မှာလည်းတကယ်ကိုလူတွေကလည်းအများကြီးပဲကိုအဲ့တော့အကိုအနေနဲ့အခုပွဲပြီးသွားတဲ့အချိန်ပေါ့နော်ကိုရဲလေးရဲ့ဒီ Yearly 2011 One Man Show အောင်မြင်စွာနဲ့ပြီးဆုံးသွားတဲ့အချိန်မှာအကိုရဲ့ခံစားချက်လေး feeling လေးတွေဒါကိုလည်း Skynet ပရိသတ်တွေသိအောင်လို့ပြောပြပေးပါအောင်ကို အယိုးသားဆုံးနဲ့ဖြူစင်ဆုံးဝန်ခံရမယ်ဆိုရင်အရန်ပျော်ပါတယ်အဲ့ဒီစကလုံးကပေါ့နော်အရန်ကိုရင်ထဲလာတဲ့စကားဆက်ဆက်ပါပျော်တယ်ကျွန်တော်ကူညီခဲ့တဲ့ဒီပွဲကြီးဖြစ်မြောက်အသေးစိတ်အကြီးအဆအတစ်တလေးတွေကိုအကောင်းဆုံးကူညီပေးခဲ့တဲ့လူတွေအားလုံးအထူးပဲကျေးဇူးတင်ရှိတယ်ဗျာအားလုံးကိုပြောတာပေါ့နော်အဲ့နှစ်ခုပဲပျော်တယ်ကျေးဇူးတင်တဲ့လူသားအားလုံး Skynet ကိုကြည့်ရှုနေကြတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ရန်ကုန်မြို့တူနမုံလုံးလင်းလုံးအားကစားခန်းမကြီးမှာပြုလုပ်ကျင်းပခဲ့တဲ့ Yearly 2011 Live Show ပွဲကြီးကိုပြည်သူများကြိုက်နေတယ်မဲ့လို့မျှော်လင့်မိပါတယ်အခုဆိုလို့ရှိရင်ဖြင့် Yearly 2011 show ကအောင်မြင်စွာပြီးဆုံးသွားပါပြီရှင်ဟုတ်ပါတယ်အခုကျမတို့ Skynet ရဲ့ရိုက်ကူးထုတ်လင်းတင်ဆက်မှုပေါ်မှာအမှားရင်းများပါခဲ့မယ်ဆိုရင်ပရိသတ်ကြီးအနေနဲ့နားလည်ခွင့်လုပ်ပေးဖို့အတွက်မြစ်တာရက်ခံအပ်ပါတယ်ရှင်နောက်လာမယ့်အစီအစဉ်တစ်တင်မှာလည်းကျမတို့ Skynet ကနေဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးအောင်မှာဖြစ်တဲ့အတွက်ပရိသတ်များဆက်လက်ဆောင်မျိုးကြည့်ရှုအားပေးကြပါအောင်ရှင်ချစ်ခင်လေးစားအပ်ပါတော့မိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ Skynet မိသားစုကဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ရှင်